မင်္ဂလာပါရှင်ကျမရဲ့ channel ကိုနားထောင်ပေးကြတဲ့သူတူဦးချင်းတယောက်ချင်းစီတိုင်းကိုစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့အပိုင်းလေးအနေနဲ့ဘဝအလင်းပြကိုရန်တော်စာအုပ်ကိုဆက်ပြီးတော့မှဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကိုယ်ကိုဆွဲချဟန်တာနေတဲ့ယုံကြည်မှုစုများကိုဂိုင်းတွဲခြင်းကိုမှမိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးအပြည့်သဘောဆောင်တဲ့သို့မဟုတ်ကိုဆွဲချဟန်တာနေတဲ့ယုံကြည်မှုစုတွေရှိနေရင်ဘာလုပ်မလဲပထမခြေလှမ်းကတော့သူတို့ရှိနေတာကိုသိရှိကအတိအမှတ်ပြုဖို့ပါပဲသို့မှသာပြောင်းလဲဖို့ရာလှုံ့ဆော်နိုင်မှာပါ University of Sydney ရဲ့ coaching စိတ်ပညာဌာနမှာအလုပ်လုပ်နေတဲ့ဒေါက်တာTony Graham ကပြောင်းလဲမှုဆိုင်ရာစိတ်ပညာကိုလေ့လာခဲ့ပြီးပြောင်းလဲမှုတစ်ခုလှုပ်ဆောင်ဖို့ရာတေချာအချိန်ပေးပြီးစဉ်းစားဆင်ခြင်သုံးသပ်ခြင်းပြောင်းလဲမှုလှုပ်ဆောင်ဖို့ရာအသင်ဖြစ်ခြင်းပြောင်းလဲဖို့ရာပြင်ဆင်မှုလိုအပ်ခြင်းနောက်ပြန်ဆွဲတက်တာသည်တဘာဝပဲစတဲ့အချက်တွေကိုထုတ်ဖော်ပြောကြားထားပါတယ်ဒီအချက်တွေကိုထည့်သွင်းစဉ်းစားခြင်းအပြင်ကိုယ်ဘဝမှာပြောင်းလဲဖို့ရာဆုံးဖြတ်ချက်ချထားတဲ့အရာတွေကိုဖော်ဆောင်ရမှာလမ်းကြောင်းမှန်ပေါ်ရှိနေအောင်ကူညီပံ့ပိုးပေးနိုင်ပါတယ်မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးယုံကြည်မှုများကိုတူဖော်ခြင်းမိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးအပြည့်သဘောဆောင်တဲ့သို့မဟုတ်ကိုဆွဲချဟန်တာနေတဲ့ယုံကြည်မှုတွေကိုစုပ်ကိုင်ထားမိတာကိုသတိပြုလားတတိပြုမိတယ်ဆိုရင်အဲ့ဒီယုံကြည်မှုတွေကိုစကားလုံးနဲ့ဖော်ပြနိုင်လားအဲ့ဒီယုံကြည်မှုတွေကမှန်ကန်ကြောင်းအားဖြည့်ပေးမဲ့ဘယ်လိုသက်သေပြချက်တွေကိုရှာဖွေနေမိတာကိုတတိထားမိလဲကိုရှာဖွေနေတဲ့အချက်တွေကလက်တွေ့ဖြစ်နေတဲ့အရာမဟုတ်ဘူးဆိုတာသိရှိလာတဲ့အခါအားသင်သွားနိုင်ပါတယ်မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးပိုပြီးအပြုသဘောဆောင်တဲ့အရာတွေဖြစ်လာစေဖို့မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးဘာတွေပြောဆိုယုံကြည်ဖို့ရွေးချယ်မလဲဆိုတာစဉ်းစားကြည့်ပါကိုတွေးမိတဲ့အရာတွေကိုကိုတတိပေးနိုးစော်ပေးမဲ့အရာတွေအဖြစ်ခြာရေးထားပါမှတ်တမ်းတင်ထားလို့ရပါတယ်အဲ့ဒီယုံကြည်မှုအသစ်ကမှန်ကန်ကြောင်းသက်သေပြဖို့အပြုသဘောဆောင်တဲ့သက်သေပြချက်တွေကိုဘယ်နေရာတွေမှာရှာဖွေတွေ့ရှိနိုင်မလဲဆိုတာကိုပိုင်းခြားသတ်မှတ်ပါမိမိကို coach လုပ်နေတဲ့အခါကိုယ့်ရဲ့အတွင်း Isita coach ကကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့လင်းလက်တောက်ပမှုနဲ့ထက်မြက်မှုတွေကိုသာလေနားထောင်ပေးတဲ့အတွက်ဒီနေရာမှာ coaching ကအရန်ကိုထိရောက်မှုအားကောင်းပြီးအစွမ်းထက်လာပါတယ်ဒီအရာကပဲကိုဖော်ဆောင်ပြိုးထောင်နေတဲ့ယုံကြည်မှုအသစ်ကိုအားကောင်းလာအောင်ကူညီပံ့ပိုးပေးနိုင်ပါတယ်။အတိတ်မှာဘယ်လိုသင်ကြားမှုပုံစံပြုစုပြိုးထောင်မှုပုံစံမျိုးကိုပဲခံယူခဲ့ရပါစေ။အောင်မြင်အောင်လှုပ်ဆောင်နိုင်သည့်အထိကို coach လုပ်ဖို့ရွေးချယ်လို့ရတဲ့အချိန်ကြာရောက်လာပါပြီ။မိမိကိုယ်တိုင်နဲ့ပတ်သက်ပြီးကိုဘာတွေကိုယုံကြည်မလဲ။ကိုဘာတွေပြောမလဲဆိုတာကိုမိတ်ဆွေရွေးချယ်နိုင်ပါတယ်။ကိုဘဝမှာဘာကိုပဲလှုပ်ဆောင်ဖို့ရာရွေးမိမိကိုအတိအမှတ်ပြုခြင်းနဲ့အပြုသဘောဆောင်တဲ့အတွေးတွေကရေရှည်အောင်မြင်မှုရှိဖို့ရာအစွမ်းထက်တဲ့ပေါင်းဆက်ခြင်းပါပဲကိုယ့်ရဲ့အတိတတိအားကောင်းလာစေရန်နဲ့တာဝန်ယူမှုကိုရွေးချယ်လိုက်တဲ့အခါအကြောင်းကိစ္စတွေကိုရှေ့အတိုင်းပဲထားမလားသို့မဟုတ်ပြောင်းလဲမှုတစ်ခုလှုပ်ဆောင်မလားဆိုတာရွေးချယ်ဆုံးဖြတ်နိုင်ဖို့ရာကိုစိတ်ခွန်အားပေးနိုင်ပါတယ်ကိုယ့်ရဲ့အတွင်း Isita စိတ်စဉ်မြင့်မှာနေရာယူနေတဲ့အတွေးတွေကိုပိုင်းခြားသိရှိလာတဲ့အခါအဲ့ဒီအတွေးတွေကိုထုတ်လုပ်နေတဲ့အတွေးဇာတ်ကောင်တွေရဲ့ဇယိုက်လက္ခဏာတွေကိုပိုင်းခြားသိမြင်လာနိုင်ပြီးအဲ့ဒီအတွေးတွေကိုဆက်ပြီးဖြောပြမလားသို့မဟုတ်လွတ်ချလိုက်မလားဆိုတာကိုရွေးချယ်နိုင်စွမ်းကိုရရှိစေပါတယ်နောက်ပြန်ဆွဲတက်တာကတဘာဝပဲအစောပိုင်းကာလမှာပြောင်းလဲမှုလှုပ်ဆောင်ဖို့ရနေပြောင်းလဲမှုကိုထိမ့်သိမ်းထားဖို့ခက်ခဲနေတယ်ဆိုရင်နောက်ပြန်ဆွဲတက်တာတဘာဝပဲဆိုတာတတိယပါ
ပြီးတော့ဒီစာအုပ်ကိုဆက်ဖတ်ပြီးစာအုပ်ထဲမှာပါတဲ့ idea တွေနဲ့ဆက်ပြီးအလုပ်လုပ်ပါအခုချိန်မှာကိုလှုပ်ဆောင်နေတဲ့အရာတွေကစာအုပ်အစမှာချမှတ်ခဲ့တဲ့ကိုအမှန်တကယ်လိုချင်တဲ့ဘဝတည်ဆောက်နိုင်မဲ့အခြေခံအုံမြင့်ချခြင်းမစတင်မီပြောင်းလဲမှုလှုပ်ဆောင်ခြင်းကိုလေ့ကျင့်နေခြင်းပါပဲပြောင်းလဲမှုလှုပ်ဆောင်တဲ့အချိန်မှာအလွန်အသုံးဝင်တဲ့လက်ဆွဲဆောင်ပုံနှစ်ခုရှိပါတယ်။စမ်းသပ်မကြည့်သေးသည်အလုပ်ဖြစ်မဖြစ်မသိနိုင်ဘူး။ပထမအချိန်မှာမအောင်မြင်သေးရင်သင်ခန်းစာယူနောက်ထပ်ပြန်စမ်းသပ်ကောင်းမွန်သောဟန်ချက်ညီမှုရှိခြင်းစာအုပ်ထဲမှာပါတဲ့ကုန်ကျန်းတွေနဲ့အလုံးလုံးခြင်းအပြင်ကိုခုတ်လုပ်ဖို့အခွင့်အရေးရလာပြီးကိုဘဝထဲမှာရှိနေပြီးသားဆက်ဆံရေးတွေကိုပိုကောင်းလာအောင်လွှမ်းမိုးနိုင်ုံသာမကကိုယ့်ရဲ့ဆက်ဆံရေးအလုံးအပေါ်မှာကောင်းမွန်အပြုသဘောဆောင်တဲ့တက်ရောက်မှုတွေရှိပါတယ်အခုခေတ်မှာဘဝကဏ္ဍအသီးသီးကိုဟန်ချက်ညီအောင်လှုပ်ဆောင်ရတာစက္ကပ်ပြတဲ့သူလိုမျိုးဘောလုံးအမြောက်အများကိုမြေကြီးပေါ်ပြုတ်မချအောင်လှုပ်ဆောင်နေရတဲ့ကဲ့သို့ဖြစ်နေတတ်ပါတယ်ဘဝဟန်ချက်ညီမှုရရှိပြီးထိမ့်သိမ်းထားဖို့အမြဲတမ်းတော့မလွယ်ကူနိုင်ပါဘူးဒါကြောင့်လေဒီနေရာမှာခုတ်ချင်းကတန်ဖိုးရှိတဲ့အထောက်အပံ့တစ်ခုဖြစ်နေတာပါနောက်ကိုတလန်းဆုပ်ပြီးကိုဘဝကိုအပြုသဘောဆောင်ပြီးရည်ရွယ်ချက်ရှိတဲ့ရှုထောင့်ကနေကြည့်လိုက်တဲ့အခါကိုဘဝမှာဘယ်ကဏ္ဍတွေကဦးစားပေးနေရမှာရှိနေသလဲဆိုတာကိုတတိပေးနိုးစော်နိုင်ပါတယ်ပြောင်းလဲမှုလှုပ်ဆောင်ဖို့ရာဆုံးဖြတ်ချက်ခိုင်မာနေပြီဆိုရင်ဟန်ချက်ညီမှုကိုထိမ့်သိမ်းထားဖို့ရာအတွက်ကိုဘဝကဏ္ဍအသီးသီးရဲ့ဦးစားပေးအဆင့်ကိုသိရှိထားဖို့ရာအရေးကြီးလာပါတယ်အပိုင်းနဲ့အခြေခံအုံမြင့်ချခြင်းကိုလိုချင်တဲ့ဘဝကိုမဖန်တီးမီကိုဘဝမှာဘာတွေကိုလိုချင်တယ်လဲဆိုတာကိုမဖြစ်မနေရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။သို့မဟုတ်ရင်ကိုလိုချင်တဲ့ပန်းနိုင်အရောက်လန်းနိုင်ဖို့ရာလှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်တွေကိုအစီအစဉ်ချမှတ်ဖို့ရာခက်ခဲသွားပါလိမ့်မယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ကိုယ့်ရဲ့အိမ်မက်တွေကိုနောက်ဆုတ်ရင်းနဲ့ဒုတိယအကောင်းဆုံးအရာနဲ့ပဲခြေနှက်လိုက်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ဒီစာအုပ်ရဲ့ပထမပိုင်းမှာကိုစိတ်ကူးဆံပြူရတဲ့ဘဝကိုသိရှိနားလည်စေရန်အလို့ငါကိုလိုချင်တဲ့အပြောင်းလဲတွေပြုလုပ်ရမယ့်မြေပြင်လွှာရဲ့အနေအထားကဘယ်လိုရှိသလဲဆိုတာကိုစစ်ဆေးရန်ကိုကိုဆွဲချဟန်တာနေတဲ့ယုံကြည်မှုဇိုးအချို့ကိုရှင်းလင်းရန်ကိုအတွက်ဘဝမှာဘာတွေကအမှန်တကယ်အရေးပါတယ်လဲဆိုတာပြန်လည်သုံးသပ်ဖို့ရာကိုအချိန်ပေးပြီးကိုရဲ့ဘဝပုံရိပ်ကိုချိန်ညှိမှုအချို့လုပ်ရန်နောက်ပိုင်းမှာဘဝကိုပြောင်းလဲပေးနိုင်မဲ့ရွေးချယ်မှုတွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ရန်နဲ့ယုံကြည်မှုအားကောင်းလာစေရန်တင်းငယ်ပြီးရေရှည်တည်တတ်တဲ့ပြောင်းလဲမှုတည်တည်လေးတွေကိုပြုလုပ်ဖို့ရာလေ့ကျင့်ရန်စတဲ့အခွင့်အလမ်းတွေကိုရရှိခဲ့တယ်။စာအုပ်ရဲ့ဒုတိယပိုင်းမှာတော့ကိုလက်ရှိဘယ်နေရာမှာရှိနေသလဲဆိုတာကိုဖော်ထုတ်ရန်ပြောင်းလဲမှုလှုပ်ဆောင်ဖို့ရာဘာတွေလိုအပ်တယ်လဲဆိုတာနားလည်သဘောပေါက်လာစေရန်မိမိရဲ့ပုဂ္ဂလိကဆိုင်ရာနဲ့အပြုသဘောဆောင်တဲ့အရာတွေကိုအာရုံစူးစိုက်ထားရန်မိမိရဲ့အခန်းကဏ္ဍကိုစစ်ထုတ်ပြီးသတ်မှတ်ရန်ယုံကြည်ပြတ်သားမှုရှိလာပြီးကိုယ့်ရဲ့ကိုယ်ပိုင်ရည်တည်မှုကိုရှာဖွေတွေ့ရှိရန်ကိုယ့်ရဲ့ဆက်ဆံရေးတွေစီကို trust ယုံကြည်မှုတည်ဆောက်ပေးရန်ကိုယ့်ရဲ့ပင်မတန်ဖိုးထားမှုတွေရဲ့စွမ်းပကားကိုရှာဖွေဖော်ထုတ်ရန်မိမိကိုယ်ချစ်ခင်တန်ဖိုးထားမှုကိုတည်ဆောက်ရန်smart နည်းလမ်းကိုအသုံးပြုပြီးပန်းနိုင်များချမှတ်ရန်စတာတွေဆက်ပြီးလှုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။စာမှတ်ကိုပိုင်းခြားသတ်မှတ်ခြင်းကိုယ့်ရဲ့ပန်းနိုင်အမှတ် BC ကိုသွားဖို့ရာမလှုပ်ဆောင်ခင်မှာမိမိလက်ရှိရောက်နေတဲ့နေရာဖြစ်တဲ့စာမှတ် A ကဘယ်နေရာမှာလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။သို့မှသာ A ကနေ B ကိုသွားဖို့ရာကိုအောင်မြင်စွာလှမ်းနိုင်တဲ့ခြေလမ်းသေးသေးလေးတွေကိုစားပြီးအစီအစဉ်ရေးဆွဲလို့ရမှာပါ။အောက်မှာဖော်ပြထားတဲ့လေ့ကျင့်ခန်းတစ်ခုကိုအသုံးပြုပြီးမိတ်ဆွေရဲ့စာမှတ်ကိုပိုင်းခြားသိမြင်လာအောင်လှုပ်ဆောင်နိုင်ပါတယ်။
လေ့ကျင့်ခန်းဘဝဆက်ဝန် Wheel of Life ကိုရှာဖွေခြင်း Wheel of Life မှာပါတဲ့အပိုင်း၈ပိုင်းကဟန်ချက်ညီမှုကိုစားပြုပါတယ်။ဆက်ဝိုင်းရဲ့အလယ်ဗဟိုကကျေနပ်ပြေဝမှုလုံးဝမရှိခြင်းကိုစားပြုပြီးဆက်ဝိုင်းရဲ့အပြင်ဘက်ဆုံးအပိုင်းကတော့ကျေနပ်ပြေဝမှုအပြည့်ရှိခြင်းကိုစားပြုပါတယ်။အပိုင်းတစ်ပိုင်းချင်းစီမှာကိုယ့်ရဲ့စိတ်ကျေနပ်ပြေဝမှုအနေအထားပေါ်အခြေခံပြီးအယောင်ချဲပါအကျိုးအကြောင်းတွေအချက်အလက်တွေကိုအခြေခံတဲ့စဉ်းစားမှုတွေနဲ့မိမိအငင်းပွားနေမယ့်အစားဒီနေရာမှာအလိုသိစိတ်ကိုနားထောင်ပါပြီးရင်ကိုယ့်ရဲ့ဆက်ဝိုင်းပုံစံကဘယ်လိုအနေအထားဖြစ်နေသလဲဆိုတာကိုသတိပြုကြည့်ပါကိုယ့်ရဲ့ဆက်ဝိုင်းကလုံးချင်မှလုံးဝပါလိမ့်မယ်အကယ်၍ကိုလုံနေတာမှန်မသေးကြဘူးလို့ခံစားနေရတယ်ဆိုရင်ဖော်ပြထားတဲ့နမူနာပုံစံကိုကြည့်လို့ရပါတယ်စာအုပ်ထဲမှာကြတော့သူကပုံလေးပြထားတယ်ပေါ့နော်အဲ့ပုံထဲမှာစာထဲမှာပါတဲ့အတိုင်းပဲအပိုင်း၈ပိုင်းဆက်ဝိုင်းလေးမှာအပိုင်းလေး၈ပိုင်းကိုပိုင်းလိုက်ပြီးတော့မှအဲ့ဒီမှာခေါင်းစဉ်တစ်ခုချင်းစီကိုရေးတယ်ခေါင်းစဉ်တွေက physical environment ရုပ်ဝတ္ထုအဲ့ဒါတစ်ခွက်မှာရေးမယ်နောက်တစ်ခုက work career နောက်တစ်ခွက်မှာကျတော့ money နောက်တစ်ခွက်မှာ health fitness နောက်တစ်ခွက်မှာ family နောက်တစ်ခွက်မှာကျတော့ relationships နောက်တစ်ခွက်မှာ personal growthနောက်တစ်ခွက်မှာကျတော့ fun and leisure တဲ့အဲ့ဒီ၈ခွက်လုံးမှာစာလေးတွေဖြည့်ပြီးတော့မှတပိုင်းချင်းစီမှာကိုယ့်ရဲ့စိတ်ကျေနပ်ပြေဝမှုအနေအထားပေါ်မှာအခြေခံပြီးတော့မှအယောင်ချေပါလို့ပြောထားပါတယ်ဒီလေ့ကျင့်ခန်းကဘဝရဲ့ကဏ္ဍအသီးသီးမှာကိုယ်ဘယ်လောက်အတိုင်းအတာအထိစိတ်ကျေနပ်ပြေဝမှုရှိနေသလဲဆိုတာကိုရုပ်ပုံဖြင့်မြင်သာလာအောင်လှုပ်ဆောင်ပေးနိုင်ပါတယ်ဒီနေရာမှာအဓိကအာယုံစိုက်ရမယ့်အရာတစ်ခုဟာစိတ်ကျေနပ်ပြေဝခြင်းကကိုယ့်အတွက်ဘယ်လိုအဓိပ္ပာယ်မျိုးကိုဆိုလိုသလဲဆိုတာပါပဲစိတ်ကျေနပ်ပြေဝခြင်းဟာမိမိနဲ့သာသက်ဆိုင်ပြီးတဖြည်းဖြည်းချင်းပုံဖော်တည်ဆောက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့အသက်20မှာစိတ်ကျေနပ်ပြေဝမှုပေးနိုင်တယ်လို့ခံစားရတဲ့အရာကအသက်50ရောက်တဲ့အခါမှာပြောင်းလဲသွားနိုင်ပါတယ်လက်ရှိမှာကိုယ့်အတွက်ဘယ်အခန်းကဏ္ဍတွေကဦးစားပေးအဆင့်မှာရှိနေသလဲဆိုတာကိုအချိန်သေးချာယူပြီးစဉ်းစားသုံးသပ်ဆုံးဖြတ်ပါတပြိုင်နက်တည်းမှာအခန်းကဏ္ဍအားလုံးကိုပြောင်းလဲဖို့ကြိုးစားခြင်းထက်တစ်ချိန်မှာအခန်းကဏ္ဍတစ်ခုချင်းစီကိုအာရုံစိုက်ခြင်းကပိုကောင်းတဲ့ရလဒ်ကိုဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်တပြိုင်နက်တည်းမှာအခန်းကဏ္ဍတစ်ခုကိုပြောင်းလဲဖို့ရာအာယုံစိုက်ထားခြင်းအပြင်အခန်းကဏ္ဍတွေအပေါ်မှာအပြုသဘောဆောင်တဲ့ဆက်အကျိုးသက်ရောက်မှုတွေရှိပါတယ်။လေ့ကျင့်ခန်း coaching အကျိုးမေးခွန်းများကိုဖြေကြားခြင်းကိုယ့်ရဲ့လက်ရှိဘဝအနေအထားကိုကိုယ်စားပြုထားတဲ့ရုပ်ပုံအမြင်တစ်ခုကိုရရှိထားပြီးပြီဆိုတော့အတွေးတွေကိုပိုပြီးနက်နဲတူးဖော်ကြည့်ကြစို့အောက်ပါမိကွန်းတွေကိုအယိုးသားဆုံးဖြည့်ပြီးအဖြေတွေကိုချရေးပါcoaching ကနေတဆင့်ဘာတွေကိုရရှိအောင်မြင်ချင်တာလဲကိုဘဝမှာအရေးကြီးဆုံးအရာကဘာလဲကိုအတွက်အရေးကြီးဆုံးသူကဘယ်သူလဲလက်ရှိအချိန်ထိဘဝမှာဘာတွေကိုရရှိအောင်မြင်ထားပြီးပြီလဲမအောင်မြင်နိုင်ပါဘူးဆိုပြီးဘေးဖယ်လိုက်တဲ့ပန်းနိုင်တွေကဘာတွေလဲကိုရဲ့မွေးရပါရမီလှုပ်ဆောင်နိုင်စွမ်းတွေကဘာတွေလဲဘဝမှာအလုံးမှာကိုပျော်ရွှင်နှိမ့်ချိုက်ဆုံးအရာတွေကဘာတွေလဲဘဝမှာအလုံးမှာကိုပျော်ရွှင်နှိမ့်ချိုက်မှုမရှိတဲ့အရာတွေကဘာတွေလဲမိမိကိုစိတ်မသက်မသာဖြစ်စီပေမဲ့လေတီးခံနေရတဲ့အရာတွေကဘာလဲကိုပြောင်းလဲခြင်းနဲ့ကိုပိုင်အလေးအကျင့်သို့မဟုတ်အကျင့်စရိုက်တွေကဘာလဲဘဝရဲ့ဘယ်အခန်းကဏ္ဍတွေကိုရှေ့ဆက်တိုးတက်ပြောင်းလဲလို့တလဲ
ရှေ့ဆက်တိုးတက်ပြောင်းလဲခြင်းဒီစာအုပ်ထဲမှာပါတဲ့ idea တွေနဲ့အလုံးလုံးရင် Way of Life နဲ့ coaching အကျိုးမိကွန်များကိုဖြေကြားခြင်းအပြင်ကိုချမှတ်ခဲ့ပြီးဖော်ဆောင်လိုတဲ့အပြောင်းလဲကိုအောင်မြင်စွာဖော်ဆောင်နိုင်ဖို့ရာမိမိကိုယ်ကိုဘယ်လို coach လုပ်ရမလဲဆိုတာကိုသင်ယူနိုင်ပါလိမ့်မယ်ပြောင်းလဲမှုကိုနားလည်သဘောပေါက်ခြင်းကိုကပြောင်းလဲမှုတစ်ခုခုလုပ်ချင်နေတဲ့ဆိုတာကိုပိုင်းခြားသိရှိနေပြီဆိုရင်အစကတည်းကပြောင်းလဲမှုကိုသိချာနားလည်သဘောပေါက်ထားခြင်းဟာများစွာအထောက်အပံ့ဖြစ်စေပါလိမ့်မယ်မိမိကိုယ်ကိုပဲပြောင်းလဲလို့ရနိုင်တယ်ဆိုတာကိုသိချာမှတ်သားထားဖို့လိုအပ်ပါတယ်တခြားသူတွေပြောင်းလဲမှုလုံးမှသို့မဟုတ်ပြင်ပအကြောင်းအရာတွေပြောင်းလဲသွားမှကိုယ့်ဘဝကပြောင်းလဲမှုရှိလာမယ်လို့မျှော်လင့်နေမိတယ်ဆိုရင်စိတ်ပြတ်တဲ့ခံစားချက်ကိုခံစားရဖို့ရာကြိုတင်စည်ရင်သွင်းထားသလိုပါပဲဒီအခြေအနေကကိုယ့်ကိုငါအတွက်တစ်ခုခုဝယ်ဖြစ်ရင်ဈေးဝယ်ခြင်းနဲ့စိတ်ဖြည့်ခြင်းငါစပင်ကေကိုပြောင်းလိုက်ရင်ငါဝတ်ပုံစားပုံကိုပြောင်းလိုက်ရင်ငါခန္ဓာကိုယ်အလေးချိန်ကိုပြောင်းလဲလိုက်ရင်ငါကအသစ်ပြောင်းလိုက်ရင်ငါအိမ်အသစ်ပြောင်းလိုက်ရင်ငါလက်တွဲဖို့အသစ်လက်တွဲဖို့ပြောင်းလိုက်ရင်ငါရဲ့သွားနှာခေါင်းသို့မဟုတ်ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုခုကိုပြောင်းလဲလိုက်ရင်ငါကလေးတွေကိုပြောင်းလိုက်ရင်လုံးဝမဖြစ်နိုင်တဲ့အရာပါစသဖြင့်မဲဆိုရင်ငါပျော်ရွှင်မယ်လို့ပြောနေတဲ့အခါမှာစတင်တာပါပဲဒီစည်ရင်းကိုတေချာသုံးသပ်ကြည့်လိုက်မယ်ဆိုရင်မိမိပျော်ရွှင်ဖို့ရာမိမိကိုယ်ကိုဘေးဖယ်ထားပြီးပြင်ပအကြောင်းအရာတွေကိုပဲလိုက်ရှာကပြင်ပအကြောင်းအရာတွေပေါ်မှာမိခိုနေတာကိုတွေ့ရပါလိမ့်မယ်ဖြစ်အမှန်ကိုလေ့လာခြင်းရီချယ်ကသူမရဲ့ချစ်သူကသူမကိုအပြည့်အဝအာယုံမဆိုင်တာကြောင့်မပျော်မရွှင်ဖြစ်နေခဲ့တယ်။သူမရဲ့ချစ်သူကပြောင်းလဲမဲ့ပုံစံလုံးဝမရှိတာကြောင့်နောက်ဆုံးမှာသူတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ရီချေကငယ်ရွယ်ပြီးဆွဲဆောင်မှုရှိတဲ့အမျိုးသမီးငယ်ဖြစ်တဲ့အလျောက်တိတ်မကြခင်မှာပဲနောက်ထပ်ချစ်သူတစ်ယောက်ထပ်တွေ့ပြန်တယ်။သို့တော့3 လလောက်ပဲကြာတယ်။အရင်ကသမီးကြီးစားဆက်ဆံရေးမှာသူမအမြဲဖြစ်ခဲ့တယ်လို့ပဲတပုံစံနဲ့ထပ်ပြပြန်နေ။ပြဿနာကသူမရဲ့ချစ်သူကသူမကိုအပြည့်အဝအာယုံစိုက်ခြင်းမရှိတာပဲဖြစ်ပြန်နေ။ရီချေကသူမကိုသူမငါဘယ်လိုအာယုံစိုက်မှုမျိုးကိုလိုချင်တာလဲ။ငါချစ်သူနဲ့ငါဘာစကားတွေပြောဖို့လိုအပ်နေတယ်လေတကယ်တမ်းတော့ငါသူ့ကိုမပြောပြတော့ငါဘယ်လိုခံစားနေရတယ်လဲဆိုတာကိုသူလုံးဝမသိတာပါလားငါကိုအရင်ကနဲ့မတူတဲ့ပုံစံနဲ့ဆက်ဆံစေဖို့ရငါဘယ်လိုစိတ်ခွန်အားပေးနိုင်မလဲစားတဲ့မိကွန်းတွေကိုမေးခြင်းကနေသူမအတွက်အကျိုးကျေးဇူးရရှိနိုင်ပါတယ်မိခွန်းတွေအားလုံးကရီချယ်ရဲ့ချစ်သူကဘာလုပ်နိုင်တယ်လဲအပေါ်မှာမဟုတ်ပဲသူမဘာလုပ်နိုင်မလဲအပေါ်မှာအာယုံစိုက်ထားတာကိုသတိထားကြည့်နိုင်ပါတယ်ရီချယ်ကသူမလိုရာပန်းနိုင်အရောက်လန်းနိုင်ဖို့ရအစွမ်းအစကိုသူမရဲ့ချစ်သူလက်ထဲကိုထည့်ထားခဲ့ပြီးမြဲသူမကသူ့ကိုဘာမှမပြောပြတော့သူသဘောမပေါက်နိုင်ဘူးစိတ်ချင်းဆက်ပြီးအလိုလိုသိနိုင်စွမ်းကကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းအလုံးမဖြစ်ပါဘူးသူမရဲ့ပန်းနိုင်ကိုသူမကိုယ်တိုင်တာဝန်ယူပြီးထိန်းချုပ်ခွင့်ကိုသူမပြန်ယူနိုင်ဖို့သူမရဲ့ချစ်သူကသူမခံစားနေရတဲ့စိတ်မကျေနပ်မှုတွေကိုနားလည်လာစေဖို့ရာသူမဘာတွေစတင်လှုပ်ဆောင်နိုင်မလဲဆိုတာကိုသူမကိုသူမပြန်မေးဖို့လိုပါတယ်။စကားတေချာပြောဖို့ရာကစတင်ပြီးသူမလုံနိုင်တဲ့အရာတွေပို့ပြီးရဲရင်ပြတ်သားဖို့သင်ယူတာမျိုးကိုစလုပ်ခြင်းအပြင်သူမရဲ့ချစ်သူသူမအပေါ်မှာဆက်ဆံတဲ့ပုံစံပြောင်းလဲလာအောင်စိတ်ခွန်အားပေးနိုင်လာလိမ့်မယ်။ဖန်တရားတည်းအကြောင်းထက်နေတဲ့ပုံစံများကိုယ့်ရဲ့ဆက်ဆံရေးတွေမှာထက်ခါတလဲလဲဖန်တရားတည်အောင်ဖြစ်ပေါ်နေတဲ့ပုံစံတွေကိုကပိုင်းခြားသိမြင်ကောင်းသိမြင်နိုင်လိမ့်မယ်။ဒီလိုဆိုရင်ကိုမေးခွန်းအချို့မေးကြည့်ပါ။ဒီဆက်ဆံရေးမှာငါကဘယ်လိုလူဖြစ်နေတာလဲ။ဒီဆက်ဆံရေးမှာငါဘာတွေလှုပ်ဆောင်နေတယ်လဲ။မလှုပ်ဆောင်မိတယ်လဲ။ဒီဆက်ဆံရေးတွေကိုငါကဘာတွေယူဆောင်လာတယ်လဲ။ဒီဆက်ဆံရေးကနေငါကဘာကိုလိုချင်တယ်လဲ။ဒီဆက်ဆံရေးမှာငါပုံစံအတိုင်းငါဘယ်လောက်ထိဖြစ်တည်လို့ရတယ်လဲ။
ငါပုံစံအတိုင်းငါဖြစ်တည်တယ်ဆိုတာကငါအတွက်ဘယ်လိုအတိတ်ပဲမျိုးကိုဆိုလိုသလဲလိုအပ်တာထက်ပိုပြီးအလေးပေးမိတဲ့ဆက်ဆံရေးတွေငါမှရှိသလားအဲ့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးငါဘာတွေလှုပ်ဆောင်လိုသလဲဒီမေခွန်းအမျိုးအစားတွေကကို့အတွင်းထဲကိုပြန်ကြည့်ပြီးတေချာသုံးသက်ဆင်ခြင်ခြင်းပြုလုပ်ကအပြေရှာနိုင်အောင်စိတ်ခွန်အားပေးဖို့ဒီဇိုင်းပုံစံချထားတာပဲဖြစ်ပါတယ်။ကိုယ်စိတ်ထဲကနေဘာတွေထွက်ပေါ်လာသလဲကိုတေချာအချိန်ပေးပြီးနားထောင်ပါအကယ်၍ကိုကခုံချင်းခံယူနေတဲ့ဆိုရင်ကိုယ့်ရဲ့ခွင့်ပြုချက်နဲ့အတူcoach ကသူကြားလိုက်ရတဲ့အရာတွေပိုပြီးရှင်းလင်းမှုရှိလာအောင်ကိုပြောလိုက်တဲ့စကားတွေကိုပြန်ပြီးတုံ့ပြန်ချက်ပေးမယ်ပြီးတော့ကိုပြောနေတဲ့စကားတွေနဲ့အတူရှေ့ဆက်တိုးတက်မှုရှိအောင်လှုံ့ဆော်နိုင်ဖို့ရာကူညီပေးပါလိမ့်မယ်ကို coach လုပ်နေတဲ့အခါမှာကိုယ့်ရဲ့အတွေးတွေကိုခြေရာဖမ်းမိဖို့ရာအောက်ပါနီလန်းတွေထဲကတစ်ခုခုကိုအသုံးပြုလို့ရပါတယ်ဘောပန်သို့မဟုတ်ခဲတံဖြစ်စာရွက်ပေါ်မှာခြာရေးပါရောင်စုံဘောပန်များကိုအသုံးပြုပြီး mind map ရေးဆွဲခြင်း diary သို့မဟုတ်ဂျာနယ်ရေးခြင်းအတန်ဖန်ထားခြင်းဗီဒီယိုရိုက်ကူးထားခြင်းဒီနီလန်းတွေအပြင်တခြားနီလန်းတွေလည်းရှိကောင်းရှိနိုင်ပါတယ်ကို့အတွက်တက်တောင့်တက်တာအဖြစ်ဆုံးနီလန်းကိုရွေးချယ်ပါမိမိရဲ့လက်တွဲဖော်နဲ့ဆွေးနွေးခြင်းကိုယ့်ရဲ့အတွေးနဲ့စိတ်ခံစားချက်တွေကိုရှင်းရှင်းလင်းလင်းသိလာပြီးဆိုတာနဲ့နောင်ဆက်လုပ်ရမယ့်အချက်ကတော့ကိုယ့်ရဲ့လက်တွဲဖော်နဲ့ဆွေးနွေးဖို့ပါပဲကိုတီဆောက်ထားတဲ့ကိုနဲ့သူနှစ်ယောက်ကြားကဆက်ဆံရေးနဲ့ပတ်သက်ပြီးသူတို့ရဲ့အတွေးနဲ့ခံစားချက်တွေမျှဝေဖို့အားပေးပြီးတော့အခွင့်အလမ်းတကားကိုဖွင့်ထားပါတေချာထိုင်ပြီးနှစ်ဦးကြားကဆက်ဆံရေးမှာရှိနေတဲ့တယောက်ရဲ့လိုအပ်ချက်တွေကိုတယောက်ကတေချာနားထောင်ပေးကတုံ့ပြန်ပေးခြင်းအပြင်အနာဂတ်မှာကြုံလာနိုင်တဲ့အခက်အခဲတွေကိုအတူတူရင်ဆိုင်ဖို့ရာအသင့်ဖြစ်စေတဲ့အတွက်ကြုံလာနိုင်တဲ့အခက်အခဲတွေကိုကောင်းမွန်စွာရင်ဆိုင်ကင်တွယ်နိုင်စေပါတယ်အပြည့်အဝအာယုံဆိုင်နားထောင်ခြင်းကတူရဲ့လိုအပ်ချက်ကိုတူကောင်းမွန်စွာတုံ့ပြန်ဖြည့်ဆည်းပေးနိုင်အောင်ကူညီပံ့ပိုးပေးပါတယ်။အတွင်အစ္စတာမှာပျော်ရွှင်မှုအကယ်၍ကိုကဘဝမှာပိုပြီးပျော်ရွှင်မှုရှိလာစေရန်ပြောင်းလဲမှုတစ်ခုခုလုပ်ဖို့စဉ်းစားနေတယ်ဆိုရင်ရည်ရှိပျော်ရွှင်မှုကိုဖန်တီးနိုင်ဖို့လျှော်ဝှက်ချက်သည်အတွင်အစ္စတာကလာတဲ့ပျော်ရွှင်မှုပဲဆိုတဲ့အချက်ကိုထည့်သွင်းစဉ်းစားထားပါအတွင်းအစ္စတာပျော်ရွှင်မှုငြိမ်အေးခြင်းရောင်ရဲချမ်းသာခြင်းကျေနပ်ပြေဝခြင်းစသဖြင့်စိတ်တလုံးနမဲတက်ပါကိုအတွက်ဘဝမှာဘာကအမှန်တကယ်အရေးပါတယ်လဲဆိုတာကိုနားလေသဘောပေါက်ကအဲ့ဒီနားလေမှုကိုတန်ဖိုးထားတဲ့ပုံစံနဲ့ဘဝကိုရှင်သန်ခြင်းကသာအတွင်းအစ္စတာကပျော်ရွှင်မှုကိုတည်ဆောင်လာပေးနိုင်တာပါဘဝမှာပိုပြီးပျော်ရွှင်မှုရှိလာစေဖို့ရာပြင်ပပတ်ဝန်းကျင်ကအရာတွေကိုပြောင်းလဲဖို့ရာတစ်ခုတည်းကိုပဲအာရုံစိုက်နေမယ်ဆိုရင်အတွင်းအစ္စတာပြောင်းလဲမှုလိုအပ်တဲ့ကိစ္စရပ်တွေအတွက်ယာယီဖြည့်ဆည်းတစ်ခုပဲဖြစ်နိုင်ပါတယ်ပြောင်းလဲမှုလှုပ်ဆောင်ရမှာနှစ်ချိုက်ပျော်မွေ့ခြင်းဘဝမှာပြောင်းလဲမှုလှုပ်ဆောင်ဖို့ရာခက်ခဲလောက်တယ်လို့ဘာတွေကကိုယ့်ကိုအထင်ရောက်စေနေတာလဲဆုံးဖြတ်ချက်ချလိုက်တာနဲ့ပြောင်းလဲသွားမယ်ဆိုရင်ကျွန်တော်တို့အားလုံးကိုယ်စိတ်ကူးစံပြူရတဲ့ဘဝမှာတေချာပေါက်နေထိုင်ရှင်သန်နေကြမှာပေါ့ပြောင်းလဲမှုကအဲ့လောက်ထိလွယ်ကူရိုးရှင်းနေမယ်ဆိုရင်ကိုယ်စိတ်ကူးစံပြူရတဲ့အလုပ်ကိုလုပ်ကိုင်နေပြီးစိတ်ကူးစံပြူရတဲ့အိမ်မှာကိုယ်စိတ်ကူးစံပြူရတဲ့ဘဝလက်တွဲဖော်နဲ့အတူနေထိုင်နေမှာပေါ့ကိုယ်စိတ်တိုင်းကြခန္ဓာကိုယ်အလေးချိန်ပိုင်းနေမယ်ကိုယ့်ရဲ့ဗန်စင်းရင်းကလည်းစိတ်ကူးစံပြူရတဲ့ပမာဏလောက်ငွေလက်ကျန်ရှိနေမယ်နေ့စဉ်နေ့တိုင်းကိုယ်စိတ်ကူးထဲကအတိုင်းပျော်စရာအားလျက်ကိုဖြတ်တန်းနိုင်မယ်ဘာတွေကကျွန်တော်တို့ကိုပြောင်းလဲမှုလှုပ်ဆောင်ရမှာဟန်တာဆွဲချနေတာလေပြောင်းလဲမှုကိုနားလည်ခြင်းကဒီနေရာမှာကြီးမားတဲ့အထောက်အကူဖြစ်စေပါတယ်မနေ့ကမှလန်းလန်းဆန်းဆန်းဖြစ်နေဖို့ရာညဘက်နိုင်ဝက်လောက်စောအိတ်တာနေ့စဉ်ရေများများတောက်တာစသဖြင့်တင်းငယ်တဲ့ပြောင်းလဲမှုတွေကအောင်မြင်အောင်လှုပ်ဆောင်ဖို့လွယ်ကူပါတယ်သို့တော့ပိုပြီးကြီးမားတဲ့ဘဝကိုပြောင်းလဲပေးမယ့်ဆုံးဖြတ်ချက်တွေချဖို့လိုအပ်လာတဲ့အခါဘာတွေဖြစ်လာနိုင်သလဲ
ပြောင်းလဲမှုတိုင်းကအတိုင်းအတာတစ်ခုထိမတိချာမရေရာမှုရှိနေပါတယ်။ကိုကမတိချာမရေရာတာနဲ့ပတ်သက်ပြီးမသက်မသာခံစားရတယ်ဆိုရင်ပြောင်းလဲမှုလုပ်ဖို့ရဆုံးဖြတ်ချက်ချရခြင်းသည်ကိုနေမထိထိုင်မသာမလုံမချုံဖြစ်စေနိုင်ပါတယ်။ပြောင်းလဲမှုကြီးလေခံစားချက်ကပိုဆိုးလေပါပဲဒီအရာဟာဘေးအိမ်ကမြက်ကပိုစိမ့်နေဆိုတဲ့ခံယူချက်နဲ့အနည်းငယ်ဆင်တူတယ်ပြောင်းလဲမှုလုပ်ဖို့ဆုံးဖြတ်ချက်ချခြင်းဟာတစ်ခုခုကိုကြော်လွန်ပြီးအခြားတစ်ခုကိုရွေးချယ်ရခြင်းတွေပါဝင်နေပါတယ်ဝိချဖို့ရာဆုံးဖြတ်ချက်ချခြင်းမှာချောကလက်တဲ့တစ်သီးတွေစားဖို့ရာဆုံးဖြတ်ခြင်းသို့မဟုတ်ညနေစာစားပြီးတဲ့အခါရုပ်ရှင်ထိုင်ကြည့်နေတတ်ခြင်းလမ်းလျှောက်ဖို့ရွေးချယ်ခြင်းတွေပါဝင်ပါတယ်ရွေးချယ်စရာတွေထဲကတစ်ခုကိုရွေးချယ်လိုက်တာနဲ့လက်တလောအခြားအရာတွေကိုလက်လွတ်လိုက်ရပါတယ်အကယ်၍လက်လွတ်လိုက်ရတဲ့ခံစားချက်ကဆိုးတယ်လို့ခံစားနေရတယ်ဆိုရင်ပြောင်းလဲမှုလုပ်ဖို့ရာခက်ခဲပါလိမ့်မယ်ဒါပေမဲ့လုံးဝမဖြစ်နိုင်တာတော့မဟုတ်ပါဘူးပန်းနိုင်စီတို့ရှေ့ဆက်လျှောက်လန်းခြင်းကိုယ့်ရဲ့ပန်းနိုင်စီကိုရှေ့တလန်းပိုနီးလာစေမဲ့ရွေးချယ်မှုတွေကိုရွေးချယ်ပြီးရှေ့ဆက်လျှောက်ပါတစ်ချိန်တည်းမှာတစ်ပြိုင်နက်တည်းမှာရွေးချယ်စရာအလုံးကိုရွေးချယ်လို့မရပေမဲ့ကိုလမ်းကြောင်းမှန်ပေါ်ကနေလွဲချော်သွားစေခြင်းမရှိသေးနောက်တစ်ချိန်မှာတော့မတူညီတဲ့ရွေးချယ်မှုလုပ်လို့ရပါတယ်ဖြစ်ပျက်နေတဲ့ပြဿနာတွေကိုမတိကျိုးကျွံပြုခြင်းထက်ပြောင်းလဲမှုလှုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ချနိုင်တဲ့အစွမ်းတတ္တိကိုလေ့ကျင့်ပြိုးထောင်မှာခန္ဓာကိုယ်အလေးချိန်ကိုကောင်းမွန်စွာထိန်းသိမ်းနိုင်အောင်ကုညီပံ့ပိုးပေးတဲ့အစာအသောက်တွေကိုစားသုံးဖို့ရာရွေးချယ်ခြင်းကချောကလက်ရဲ့အရာသာကိုနောက်ထပ်ဘယ်တော့မှမြည်ဆန်းခွင့်မရှိတော့တာမှမဟုတ်တာဘဝကိုပြောင်းလဲပေးနိုင်တဲ့ဆုံးဖြတ်ချက်တွေချဖို့စပြီးစဉ်းစားနေပြီဆိုရင်ခုတ်ချင်းရဲ့ချင်းကပ်မှုပုံစံကိုအသုံးပြုပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်တဲ့စွမ်းရည်အပေါ်မှာယုံကြည်မှုတိုးလာစေမယ်ခြေလမ်းတွေကိုတလန်းချင်းစီလမ်းရင်ကိုယ့်ရဲ့အကန့်အသတ်မဲ့ဖြစ်နိုင်စွမ်းတွေကိုဆွဲထုတ်လိုက်ပါအတိတ်ဒီအနာဂတ်မဟုတ်ပါရှေ့သို့လမ်းမျှော်ကြည့်ခြင်းကျွန်တော်တို့တွေဟာကိုယ့်စီမှာရှိနေတဲ့အချက်အလက်တွေအပေါ်မှာပဲအခြေခံပြီးဆုံးဖြတ်ချက်ချနိုင်ကြတယ်အရာရာကိုကြိုတင်သုံးသပ်နိုင်မယ်ဆိုရင်ဘဝကလွယ်ကူနေမှာပေါ့နောင်တကင်းတဲ့ဘဝနေထိုင်ရှင်သန်ခြင်းကလွယ်ကူတဲ့ဘဝကိုနေထိုင်နိုင်ဖို့ရာလျှို့ဝှက်ချက်ပါပဲခုတ်ချင်းသည်အနာဂတ်ကမိမိလိုချင်တဲ့အရာတွေကိုဖန်တီးနိုင်ဖို့ရာလက်ရှိကာလမှာရှိတဲ့မိမိကိုရင်ဆိုင်ကင်တွယ်ပေးပါတယ်ကျွန်တော်တို့အတွေ့အကြုံကနေသင်ယူလို့ရတယ်သို့တော့ခုတ်ချင်းကပေးချင်တဲ့အချက်တစ်ချက်ကတော့အတိတ်ကကိုယ့်အနာဂတ်မှာဘာတွေရရှိအောင်မြင်နိုင်တယ်လဲဆိုတာကန့်သက်ပိုင်ခွင့်လုံးဝမပေးမိဖို့ပါပဲခုတ်ချင်းအကျိုးမီကွန်စာမျက်နှာ96မှာလက်ရှိအချိန်ထိဘဝမှာဘာတွေရရှိအောင်မြင်ထားပြီးပြီလဲဆိုတဲ့မိကွန်အတွက်ဘာတွေချရေးခဲ့လဲအကယ်၍ကိုကဘဝမှာဘယ်ပန်းနိုင်ကိုမှရောက်အောင်မလန်းနိုင်ခဲ့ဘူးလို့ခံစားနေရတယ်ဆိုရင်စတင်ပြောင်းလဲပြီးအောင်မြင်မှုတွေရရှိအောင်လှုပ်ဆောင်ဖို့ရာနောက်ကျတယ်ဆိုတာမရှိဘူးဆိုတာကိုအမှတ်ရနေဖို့အရေးကြီးပါတယ်ဘဝမှာတခုခုပြောင်းလဲဖို့ဆုံးဖြတ်ခြင်းသည်ကိုယ့်ရဲ့အသက်အရွယ်ကြီးပြင်းရာနေရာဒေသဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့သက်ဆိုင်ခြင်းမရှိပါဘူးပြောင်းလဲမှုလှုပ်ဆောင်ခြင်းဟာသူမတူထူးခြားတဲ့သူဖြစ်ဖို့မတူထူးခြားတဲ့လှုပ်ဆောင်ချက်တွေလှုပ်ဆောင်ဖို့ဘဝမှာသူမတူထူးခြားတဲ့အရာတွေရရှိပိုင်ဆိုင်မှုစတဲ့စစ်မှန်တဲ့စိတ်ဆန္ဒတစ်ခုသာလိုတာပါကောင်းကျိုးဆိုပြစ်တို့ကိုချိန်ညှိခြင်းကိုပေးဆက်ရမယ့်တန်ဖိုးထက်ပြန်ရရှိမယ့်အကျိုးကျေးဇူးကတာလွန်နေမှသာပြောင်းလဲမှုလှုပ်ဆောင်ရခြင်းကပိုပြီးအောင်မြင်နိုင်ခြေရှိပါတယ်။ကိုပြောင်းလဲဖို့ရာစဉ်းစားနေတဲ့အရာနဲ့ပတ်သက်ပြီးဒီပြောင်းလဲမှုကိုလှုပ်ဆောင်ခြင်းရဲ့ကောင်းကျိုးဆိုးပြစ်တွေကဘာတွေလဲပြောင်းလဲမှုကိုဖော်ဆောင်လိုခြင်းနဲ့ငကိုပုံစံအတိုင်းထူးမခြားနာနေထိုင်သွားလိုခြင်းကိုအစစ်သတ်မှတ်ပေးရမယ်ဆိုရင်ဘယ်အဆင့်မှာရှိမလဲဥပမာအားဖြင့်ဟင်နရီကအသက်30ရှိပြီးအဝလွန်နေတယ်သူနဲ့အတူဘဝတသက်တာ
ဝေမျှခံစားဖြတ်တန်းသွားမယ်ဘဝလက်တွဲဖော်ကိုရှာချင်နေတဲ့အနေအထားကိုရောက်နေတယ်။သူ့ဘဝထဲကိုသူလိုချင်တဲ့အမျိုးသမီးကိုဆွဲငင်နိုင်ဖို့ရာကြည်ပျော်ရှုပျော်ရှိခြင်းနဲ့ကိုယုံကြည်မှုရှိခြင်းရဲ့အကျိုးကျေးဇူးတွေကိုသူသိတယ်။ခန္ဓာကိုယ်အလေးချိန်လျှော့ချခြင်းအပြင်သူ့ကိုယ်သူပိုပြီးယုံကြည်မှုရှိလာစေမယ်လို့သူခံစားနေရတယ်။ဒီအချက်ကပြောင်းလဲမှုလှုပ်ဆောင်ဖို့ရာစိတ်ခွန်အားပေးလှုံ့ဆော်နေတယ်။ဒီပြောင်းလဲမှုကိုသူဘယ်လိုရွေးချယ်လှုပ်ဆောင်မလဲဆိုတာကသူရေရှည်မှာဘယ်လောက်ထိအောင်မြင်နိုင်မလဲဆိုတဲ့အပေါ်မှာကြီးမားတဲ့အခန်းကဏ္ဍတစ်ခုကနေအကျိုးသက်ရောက်မှုရှိလာလိမ့်မယ်။တိုးတက်မှုကိုထိမ့်သိမ်းခြင်းပြောင်းလဲမှုလုပ်ဖို့ရာကိုဖြောင်းဖြလိုက်နိုင်ပြီးစတင်လှုပ်ဆောင်လိုက်တယ်သိမကြဘူးအဲ့ဒီစိတ်အားထက်သန်တက်ကြွမှုကိုထိမ့်သိမ်းထားဖို့ခက်ခဲလာတယ်ဒီအနေထားမျိုးကိုကြုံဖူးလားဒီလိုဖြစ်ရတဲ့အကြောင်းရင်းဟာအကုန်ရရင်ရမရရင်ဘာမှမရဘူး all or nothing ဆိုတဲ့ချင်းကပ်မှုနဲ့အသားကျနေလို့ဖြစ်နိုင်ပါတယ်ကိုကပန်းနိုင်အကြီးကြီးတစ်ခုကိုတတ်မှတ်လိုက်ပြီးတစ်ချိန်တည်းနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်ဖို့ရာကိုမျှော်လင့်နေပြီးတော့အဲ့ဒီအရာကလှုပ်ဆောင်ဖို့ရာခက်ခဲတယ်လို့မြင်လာတဲ့အခါလက်လျှော့လိုက်ပြီးဒါကအောင်မြင်ဖို့မဖြစ်နိုင်ပါဘူးလို့ယုံကြည်သွားရောအောင်မြင်တဲ့ပြောင်းလဲမှုလှုပ်ဆောင်နိုင်ဖို့ရာဘာတွေလိုအပ်တယ်လဲဆိုတာကိုနားလည်သဘောပေါက်သွားတဲ့အခါအခြေအနေအားလုံးပြောင်းလဲသွားပါလိမ့်မယ်ကြီးမားတဲ့ပန်းနိုင်တွေကိုတင်းငယ်တဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့ခြေလမ်းငယ်လေးတွေအဖြစ်ခွဲချမ်းနိုင်ဖို့ရာကုညီပံ့ပိုးပေးဖို့ကိုယ့်ရဲ့အတွင်းအစ္စဒcoachကကိုယ့်ရဲ့လက်တကမ်းမှာပဲရှိနေပါတယ်ကိုယ့်ရဲ့တိုးတက်မှုကိုစောင့်ကြည့်ခြင်းကအရေးပါပြီးအောင်မြင်မှုတည်တည်လေးတွေကိုအတိအမှတ်ပြုခြင်းကကိုယ့်ရဲ့အာယုံစူးစိုက်မှုနဲ့စိတ်အားထက်သန်တက်ကြွမှုကိုမြင့်မားနေအောင်စောင့်ရှောက်ပေးနိုင်ပါတယ်ကိုကအလေးချင်းတစ်ခုခုသို့မဟုတ်အပြုအမူတစ်ခုခုကိုပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုရင်နောက်ပြန်ဆွဲတက်တာကသဘာဝပဲဆိုတာကိုသတိရပါအနေရခက်တဲ့အချိန်တွေရှိလာနိုင်တာကိုလက်ခံခွင့်ပြုထားလိုက်တာနဲ့တပြိုင်နက်တည်းမှာအလေးအချင်းအဟောင်းသို့မဟုတ်အပြုအမူဟောင်းစီကိုပြန်သွားမိတဲ့အခါအရာအားလုံးဆုံးရှုံးသွားပြီလို့တွေးထင်ပြီးလက်လျှော့လိုက်မဲ့အစားကိုညင်သာနှွေးထွေးစွာဆက်ဆံဖို့ရာရွေးချယ်နိုင်ပါလိမ့်မယ်အတွင်းကဝေဖန်အဖြစ်တင်နေတဲ့အတန်ကိုနားမထောင်ဖို့ရွေးချယ်ပါအလေးအကျင့်ကိုပြောင်းလဲဖို့ရာစိတ်ရှိခြင်းတီးခံခြင်းနဲ့စာနာနားလည်ခြင်းတို့လိုအပ်ပါတယ်ဒီနေရာမှာကိုအတွက်ကိုကအကောင်းဆုံးတငယ်ချင်းအဖြစ်ရှိနေပေးဖို့အရန်အရေးကြီးတယ်အခုဆိုကိုယ့်ရဲ့စိတ်ကူးစံပြရတဲ့ဘဝရုပ်ပုံကားချက်ကိုပို့ပြီးပြည်ပြင်းအားကောင်းလာအောင်လှုပ်ဆောင်နေပြီးပြောင်းလဲမှုကိုနားလည်သဘောပေါက်ခြင်းရဲ့အရေးပါပုံကိုတန်ဖိုးထားအတိအမှတ်ပြုနိုင်လာလိမ့်မယ်ဒါအပြင်အဲ့ဒီနားလေသဘောပေါက်ခြင်းကအောင်မြင်ပြီးရေရှည်တည်တတ်တဲ့ပြောင်းလဲခြင်းကိုဖော်ဆောင်ရမှာကုညီပံ့ပိုးပေးနိုင်ပါတယ်။တင်းငယ်တဲ့ခြေလမ်းလေးတွေကပန်းနိုင်စီကိုကုညီခေါ်ဆောင်ပေးသွားလိမ့်မယ်။အပြုသဘောဆောင်တဲ့အရာများကိုအာယုံစိုက်ခြင်းကိုလိုချင်တဲ့စိတ်ကူးစံပြရတဲ့ဘဝကိုတည်ဆောက်ဖို့နောက်ထပ်တော့ချက်တစ်ချက်ကတော့ကိုဖန်တီးခြင်းတဲ့အရာကိုရရှိအောင်မြင်စေဖို့ရာဘယ်လိုလုပ်ဆောင်မလဲဆိုတာပါပဲဒီစာအုပ်ရဲ့အစပိုင်းစာမျက်နှာ15ကစမ်းသစ်တီထွင်စိတ်ကူးပုံပေါ်ခြင်းလေ့ကျင့်ခန်းမှာတော့ကိုချရေးခဲ့တဲ့အရာတွေကိုပြန်ကြည့်ပါအဲ့ဒါကိုဖန်တီးခဲ့တဲ့အချိန်တုန်းကလောက်ရှင်းလင်းပြတ်သားမှုရှိရလားဆိုတာကိုပြန်ဆန်းစစ်ကြည့်ပါကိုယ့်ရဲ့အတွင်းအစ္စဒကစကားတန်တွေကိုတေချာနားထောင်ပါစာမျက်နှာ96မှာပါတဲ့ကုတ်ချင်းအကျိုးမိခွန်းများတဲ့ကကိုပြောင်းလဲလို့တဲ့ကိုပိုင်အလေးအကျင့်သို့မဟုတ်အပြုအမူနဲ့ပတ်သက်ပြီးဖြေခဲ့တုန်းကအပြတ်သဘောဆောင်တဲ့အမြင်နဲ့တစ်ခုခုကိုမြင်နေတာမျိုးပါနေတယ်ဆိုရင်အဲ့ဒီအရာကကိုယ့်အတွက်အရေးကြီးပြီးတေချာကင်တွယ်ဖို့လိုအပ်ပါတယ်ကိုမလိုချင်တဲ့အရာထက်ကိုလိုချင်တဲ့အရာပေါ်မှာအာယုံစိုက်ထားဖို့အရေးကြီးပါတယ်။ဘာများကွာခြားမှုရှိလဲဆိုပြီးတွေးရင်တွေးနေပါလိမ့်မယ်။
ပိုကောင်းတဲ့ဘဝကိုတည်ဆောက်ဖို့လှုံ့ဆော်နေတဲ့အခါမှာကိုမလိုချင်တဲ့အရာကိုအာရုံစိုက်နေမယ်ဆိုရင်ကိုဖန်တီးခြင်းနဲ့ရလတ်နဲ့စန့်ကျင်ဘက်အရာကိုရဖို့ရများနေပါတယ်ဥပမာအားဖြင့်အဆိုးဆုံးအရာတွေဖြစ်လာနိုင်တယ်လို့အမြဲယုံကြည်နေတဲ့လူကသူတို့ဘဝမှာဖြေရှင်းရမယ့်ဘဝပြဿနာတွေတော်တော်များနေတတ်တာကိုတွေ့ရတတ်ပါတယ်။သူတို့ကပြဿနာကိုပဲအမြဲရှာဖွေနေမိလို့ပြဿနာနဲ့ပဲအမြဲတွေ့နေတတ်တာပဲဖြစ်ပါတယ်။ဒါမှမဟုတ်သူတို့ကကံမကောင်းလို့ပဲဖြစ်ဖြစ်ဒါတွေဟာကိုယ့်ရဲ့အနာဂတ်ကိုကိုယ်တိုင်ထိန်းကျောင်းနိုင်စွမ်းအစွမ်းအစရှိတယ်လို့ယုံကြည်ခြင်းမယုံကြည်ခြင်းအပေါ်မှာမူတည်ပါတယ်ကိုလူချင်းတဲ့ဘဝကိုဖန်တီးဖို့ရာကံတရားရဲ့လွမ်းမိုးမှုကအနည်းငယ်သာရှိပြီးကိုယ့်ရဲ့ယုံကြည်မှုအစီအစဉ်ချမှတ်ခြင်းနဲ့လက်တွေ့လှုပ်ဆောင်ဖို့ရာပြင်ဆင်ခြင်းအချိန်အခါမှနေရာမှရှိခြင်းစတာတွေနဲ့အများကြီးသက်ဆိုင်ပါတယ်။သို့တော့ဒါတွေကကိုယ့်ဘဝမှာဘာတွေကိုအမှန်တကယ်လိုချင်တယ်လေကိုယ့်ရဲ့အလိုလိုသိစိတ်ကိုယုံကြည်ပြီးလက်တွေ့လှုပ်ဆောင်ခြင်းကိုအောင်မြင်နိုင်တယ်ဆိုတာကိုယုံကြည်ခြင်းတွေရဲ့ပေါင်းဆက်ခြင်းရဲ့ရလဒ်ပါပဲဒီနီလန်းနဲ့ဘဝကိုမောင်းနှင်နေတဲ့သူတွေကအရာရာတိုက်ဆိုင်မှုကြောင့်ဖြစ်လာတာမဟုတ်ပဲအကျိုးကြောင့်ညီညွတ်စွာအပြန်အလှန်အမိတဟဲပြုပြီးဖြစ်လာတာကိုယုံကြည်ကြပါတယ်ကိုယ့်ရဲ့ကံတရားကိုကိုယ်ကပဲဖန်တီးတာပါအပြတ်သဘောဆောင်တဲ့အတွေးများကိုယ့်ရဲ့အတွေးတွေကိုပြန်နားထောင်ဆန်းစစ်တဲ့အခါကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကိုယ်ဘာတွေပြောနေမိတာကိုသတိထားမိတယ်လေကိုယ့်ရဲ့အတွေးတွေကငါအကျွေးထပ်မတင်ချင်တော့ဘူးငါအလုံးမပြုတ်ချင်ဘူးငါအသက်65နှစ်အရွယ်ထိအလုံးမလုပ်ချင်ဘူးစတဲ့စကားတွေကြားမှာပြေးလွှားနေသလားဒီနေရာမှာအပြတ်သဘောဆောင်တဲ့အရာတွေကိုအာယုံစိုက်ခြင်းအပြင်အပြုသဘောဆောင်တဲ့အရာတွေကိုရရှိအောင်မြင်ဖို့ရာပိုပြီးခက်ခဲစေနိုင်ပါတယ်။ငါမလိုချင်ဘူးကိုငါလိုချင်တယ်လို့ပြောင်းလဲလိုက်မယ်ဆိုရင်တော့မှရက်ချင်နဲ့လျှော့ချင်နဲ့စတဲ့စကားလုံးကိုအသုံးပြုနေရင်အပြတ်သဘောဆောင်တဲ့ညွှန်းဆိုမှုကကြံနေတတ်ပါတယ်။ဒါကိုလျှို့ဝှက်ထားသောအပြတ်သဘောဆောင်တဲ့အရာများဟုရည်ညွှန်းလေးရှိပါတယ်။အောက်ပါထုတ်ဖော်ပြောဆိုချက်တွေကိုတာရကအနေနဲ့ကြည့်လို့ရပါတယ်။ငါဝိတ်လျှော့ခြင်းနဲ့ငါဝိတ်များနေတယ်လို့ရည်ညွှန်းနေငါဆေးလိပ်တောက်တာကိုရပ်တန့်ခြင်းနဲ့ဆေးလိပ်တောက်နေတုံးလို့ရည်ညွှန်းနေငါရှိတာထက်ပိုသုံးမိတာကိုရှောင်ခြင်းနဲ့အမြဲပိုသုံးမိနေတုံးလို့ရည်ညွှန်းနေအပြုသဘောဆောင်တဲ့အတွေးများကိုစိတ်ကူးစံပြူတဲ့ဘဝကိုစိတ်ကူးပုံဖော်ဖို့ရာစူးစမ်းနေစဉ်ကိုဘယ်လိုရည်ညွှန်းဖော်ကျူးနေလဲဆိုတာကိုအချိန်ပေးပြီးစစ်ဆေးမယ်ဆိုရင်အလွန်တန်ဖိုးကြီးအကျိုးရှိလာပါတယ်အပြုသဘောဆောင်တဲ့အတွေးနဲ့ခံစားချက်တွေကအပြုသဘောဆောင်တဲ့အပြုအမူနဲ့လှုပ်ဆောင်ချက်တွေအဖြစ်မှတ်ယူနိုင်ပါတယ်အပြုသဘောဆောင်တဲ့ထုတ်ဖော်ပြောဆိုချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ငါအကျွေးထပ်မတင်ချင်တော့ဘူးကနေငါငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်တဲ့အဖြစ်သို့ငါဆေးလိပ်တောက်တာကိုရပ်တန့်ခြင်းတွေကနေငါကဆေးလိပ်တောက်ခြင်းကင်းရှင်းသူဖြစ်တဲ့အဖြစ်သို့ငါကငွေကြေးနဲ့ပတ်သက်လာရင်အလွန်အံ့ဖွယ်ကောင်းလောက်အောင်တော်တဲ့သူဖြစ်တယ်။ကဲ့သို့သောကိုဆက်လက်ခံလို့မရတဲ့ထုတ်ဖော်ပြောဆိုချက်နဲ့စတင်ဖို့ရမလိုအပ်ပါဘူး။အလောကြီးတာသို့မဟုတ်အကဲပေါ်လွန်တာတွေကကိုယ့်ရဲ့အတွင်းကဝေဖန်ဖြစ်တင်တတ်တဲ့ဇက်ကောင်ကိုပြန်လဲအသက်သွင်းပေးတာမျိုးဖြစ်သွားနိုင်ပါတယ်။ဒီချိန်မှာခြေတလန်းပုံမှန်လှမ်းမှာနှစ်ပေါင်းများစွာအကျွေးတွေနဲ့ဖြစ်နေရမှာငွေကြေးနဲ့ပတ်သက်လာရင်အံ့ဖွယ်ကောင်းအောင်တော်တဲ့သူအဖြစ်ကိုရောက်လာမှာပါ။ဇက်ကောင်စရိုက်များနဲ့ကစားခြင်းတခြားသူများနဲ့ပတ်သက်နေတဲ့ဆက်ဆံရေးတစ်ခုချင်းစီမှာကိုကသရုပ်ဆောင်နေရတဲ့ဇက်ကောင်စရိုက်တွေရှိနေပါတယ်။လူသားတယောက်အနေနဲ့ပတ်သက်ဆက်နွယ်ချိတ်ဆက်မှုရှိခြင်းနဲ့လူသားပင်ကိုယ်တဘာဝကကျွန်တော်တို့စီမှာရှိနေပါတယ်
ဒါကြောင့်ကျွန်တော်တို့တွေဟာမိသားစုအလုပ်ပတ်ဝန်းကျင်ဖျားကြောင်စာတင်ကြောင်စတဲ့အသင်းအဖွဲ့တစ်ခုခုရဲ့အဖွဲ့ဝင်ဖြစ်ဖို့ရာရှာဖွေကြတယ်။အသင်းအဖွဲ့တစ်ဖွဲ့ချင်းစီမှာအပြန်အလှန်ပံ့ပိုးကူညီမှုရိုးရာဓလေ့တွေကိုလက်ဆင့်ကမ်းခြင်းကာကွယ်ဆောင်ရှောက်ခြင်းစသဖြင့်အကြောင်းမျိုးမျိုးပါဝင်နေတဲ့ဇာတ်ကောင်စရိုက်တွေရှိနေပါတယ်။ကျွန်တော်တို့ဟာဇက်ကောင်စရိုက်တွေကိုပုံစံအမျိုးမျိုးနဲ့တရုပ်ဆောင်နေကြရတယ်။တာသို့မဟုတ်သမီးကဲ့သို့သောအချို့ဇက်ကောင်စရိုက်တွေကရှောင်လွဲလို့မရနိုင်ဘူး။ဆရာမအနုပညာရှင်မန်နေဂျာဇနီးမယားလင်းယောက်ျားကဲ့သို့သောအချို့ဇက်ကောင်စရိုက်တွေကရွေးချယ်မှုကနေတစ်ဆင့်ဖြစ်လာတယ်။မိဘဖြစ်လာခြင်းကဲ့သို့သောရွေးချယ်မှုကတစ်ဆင့်သို့မဟုတ်မထင်မှတ်ပဲဖြစ်လာတဲ့ဇက်ကောင်စရိုက်တွေလည်းရှိပါတယ်။ကိုယ့်ရဲ့ဇက်ကောင်စရိုက်ကိုပိုင်းခြားသတ်မှတ်ခြင်းအပြင်ကိုပါဝင်ကပြနေရတဲ့ဇက်ကောင်စရိုက်အားလုံးရဲ့ဟန်ချက်ညီမှုထိမ့်သိမ်းခြင်းဇက်ကောင်စရိုက်တွေကိုကိုကပါဝင်ကပြခြင်းလို့လားသို့မဟုတ်လိုအပ်လို့လားဇက်ကောင်စရိုက်များကြားကပဋိပက္ခများနဲ့ပဋိပက္ခတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းမလဲစတာတွေနဲ့ပတ်သက်ပြီးရှင်းလင်းလာအောင်ကူညီပံ့ပိုးပေးနိုင်ပါတယ်။ရှေ့ဆက်မသွားခင်မှာစာမျက်နှာ96ကကုတ်ချင်းအကျိုးမိခွန်မှာကိုဘဝမှာကိုပျော်ရွှင်အနှစ်ချိုက်ဆုံးအရာနဲ့ပျော်ရွှင်နှစ်ချိုက်မှုမရှိဆုံးအရာနဲ့ပတ်သက်ပြီးဘာတွေကိုချရေးခဲ့တယ်လဲဆိုတာကိုပြန်ပြီးအမှတ်ရအောင်လှုပ်ဆောင်ပါကိုရဲ့ဇက်ကောင်စရိုက်များကိုပိုင်းခြားသိမြင်ခြင်းကိုဘဝမှာကိုတရုပ်ဆောင်နေရတဲ့ဇက်ကောင်စရိုက်ဘယ်နှမျိုးရှိလဲအချိန်တေချာယူပြီးအားလုံးကိုချရေးပါကိုရဲ့ဒီထွင်ဖန်တီးမှုကိုနှိုးဆော်ပေးနိုင်မဲ့ဥပမာအချို့အဖြစ်သားသမီးဇနီးမယားလင်ယောက်ျားလက်တွဲဖော်မိဘဘိုးဘွားညီအကိုတူမအတော်ဦးလေးမွေးစားမိဘအုတ်ထိန်သူတငယ်ချင်းလုပ်ဖော်ကိုင်ဖက်ဂီတပညာရှင်မန်နေဂျာညီအမဆရာမငင်းချင်းရေးဖော်ဆောင်သူနိုင်ငံရေးသမားဥယျာဉ်မှုစေတနာဝန်ထမ်းစဖိုးမှုစက်ချုပ်သူစားတဲ့ဇက်ကောင်တွေကိုဖော်ပြပေးလိုက်ပါတယ်ကိုအတွက်မဖြစ်မနေအရေးပါတယ်လို့ခံစားရတဲ့ဇက်ကောင်စရိုက်နဲ့ကိုမကန့်သက်ထားပါနဲ့ကိုတရုပ်ဆောင်နေတဲ့ဇက်ကောင်စရိုက်အားလုံးကိုချရေးပါကိုရဲ့ဇက်ကောင်စရိုက်တွေကိုဘဝကဏ္ဍတစ်ခုချင်းစီအတွက်တူရာစု၍အုပ်စုဖွဲ့ပြီးခြုံငုံသုံးသပ်နိုင်ဖို့ရာစာမျက်နှာ95မှာပါတဲ့ဘဝဆက်ဝန် Way of Life လေ့ကျင့်ခန်းကိုပြန်သွားခြင်းအပြင်အထောက်အကူအများကြီးရနိုင်တယ်ဒီလိုလှုပ်ဆောင်ခြင်းကနေမတူညီတဲ့ဇက်ကောင်စရိုက်တွေကြားမှာဟန်ချက်ညီမှုကိုဖန်တီးပေးနိုင်ပြီးပဋိပက္ခရှိနေတဲ့နေရာတွေကိုသိရှိကကောင်းမွန်စွာကင်တွယ်လာနိုင်ပါလိမ့်မယ်။နောက်နီလန်တစ်ခုကတော့ဇက်ကောင်စရိုက်တစ်ခုချင်းစီမှာမတူညီတဲ့အမျိုးအစားကွဲတွေရှိနိုင်တယ်လို့မှတ်ယူတွေးတောခြင်းပဲဖြစ်ပါတယ်။ဥပမာအားဖြင့်မိဘဆိုတဲ့ဇက်ကောင်ကိုခွဲခြမ်းမယ်ဆိုရင်အောက်ပါဇက်ကောင်အမည်အချို့ထွက်လာနိုင်ပါတယ်မိဘဇက်ကောင်မန်နေဂျာငင်းချမ်းရေးဖော်ဆောင်သူတန်တမန်အရာရှိတငယ်ချင်းဆရာသမားအိမ်စားတိုင်ပင်ခံပင်ပန်းနဲ့အတော်ဦးလေးအကျိုးအပို့သမားတိုင်ပင်ညှိနှိုင်းရေးအရာရှိငွေကြေးစီမံခန့်ခွဲသူစဖို့မှုအိမ်ဆောင်သူနာပြုမိမိရဲ့ဇက်ကောင်စရိုက်ကိုရွေးချယ်ခြင်းအချို့သောဇက်ကောင်စရိုက်တွေကမရှိမဖြစ်လိုအပ်ပြီးအချို့ကိုတော့ရွေးချယ်လို့ရတယ်အချို့မှာအခြားသူတွေကိုယ့်အပေါ်မှာရှိနေတဲ့မျှော်လင့်ချက်တွေပဲအဓိကပါဝင်နေတယ်ကိုယ့်ရဲ့ဇက်ကောင်စရင်းကိုသိချကြည့်ပါဇက်ကောင်စရိုက်တွေမှာကိုကဘယ်လိုလူဖြစ်နေသလဲဇက်ကောင်မှာဘာတွေလှုပ်ဆောင်ရသလဲဆိုတာတွေကိုကိုတရုပ်ဆောင်နေတဲ့ဇက်ကောင်စရိုက်တစ်ခုချင်းစီအတွက်အသေးစိတ်ချရေးပါလူတစ်ယောက်တည်းအတွက်ကိုကလှုပ်ဖို့ကင်ဖက်နဲ့တငယ်ချင်းအဖြစ်ရှိနေပြီးဖို့ရွေးချယ်နိုင်တယ်အဲ့ဒီလူနဲ့တငယ်ချင်းအဖြစ်ရှိပြီးတဲ့အခါနဲ့လှုပ်ဖို့ကင်ဖက်အဖြစ်ရှိပြီးနေတဲ့အခါကိုကဘယ်လိုလူလဲဘာတွေလှုပ်ဆောင်နေသလဲဆိုတဲ့အရာက
တူညီမှုရှိလားကွဲပြားခြားနားမှုရှိသလားဆိုတာတေချာစဉ်းစားသုံးသပ်ကြည့်ပါတခါတလေအခြေအနေနဲ့အနေအထားတွေကြောင့်လည်းမတူညီကွဲပြားခြားနားမှုဖြစ်ပေါ်စေနိုင်ပါတယ်တငယ်ချင်းဖြစ်တာချင်းအတူတူတငယ်ချင်းတစ်ယောက်နဲ့အတူရှိတဲ့အခါပြုမှုတဲ့ပုံစံအတိုင်းအခြားတငယ်ချင်းတစ်ယောက်ကိုပြုမှုခြင်းမှပြုမှုလိမ့်မယ်ဒါဆိုဘာကကွာခြားသွားတာလဲကိုယ့်ရဲ့ကွဲပြားတဲ့ဇယိုက်ပုံစံကိုဆွဲထုတ်ပေးနိုင်တဲ့မတူညီတဲ့တငယ်ချင်းတွေရှိလို့လားဥပမာအားဖြင့်အလွန်တက်ကြွပြီးစကားပြောနိုင်လွန်းတဲ့တငယ်ချင်းနဲ့ဆိုကိုကပိုးပြီးပွင့်လင်းတက်ကြွမှုရှိလာတယ်လို့ခံစားရပြီးကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုပြန်လည်သုံးသပ်ခြင်းတဲ့အခါစိတ်ငြိမ်စွာနဲ့တခုခုတောက်နေရင်ကိုနဲ့စကားပြောပေးမဲ့တငယ်ချင်းမျိုးကိုပို့ပြီးတော့ဦးစားပေးရွေးချယ်ဖြစ်တယ်တူညီတဲ့လူတစ်ယောက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဖြစ်ချင်မှလည်းဖြစ်မယ်အရေးကြီးတာကဇက်ကောင်စရိုက်တစ်ခုချင်းစီမှာကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံအတိုင်းနေထိုင်ပြုမှုခြင်းရှိမရှိပါပဲကိုကယဉ်ကျေးမှုထုံတန်းတစ်ခုခုရှိနေတဲ့ပတ်ဝန်းကျင်မှာအလုံးလုံးနေလားအဲ့ဒီယဉ်ကျေးမှုထုံတန်းစဉ်လာကနေကိုကိုဘယ်လိုလူဖြစ်တဲ့နေဆိုပြီးပြောဆိုရည်ညွှန်းနေတာမျိုးရှိလားအဲ့ဒီရည်ညွှန်းမှုကကိုယ့်ရဲ့စစ်မှန်တဲ့ပုံစံနဲ့ဆန့်ကျင်နေပြီးစစ်မှန်တဲ့ပုံစံမဟုတ်တဲ့ကိုအဖြစ်ပြုမှုပြောဆိုအောင်တွန်းပို့နေသလားဒီလိုအနေထားကဘလောက်တောင်ဖိအားများလိုက်တယ်လေကိုကဘယ်လိုလူလဲဆိုတာနဲ့ကိုတရုပ်ဆောင်နေရတဲ့ဇက်ကောင်ကြားမှာပဋိပက္ခတွေရှိနေခဲ့မယ်ဆိုရင်ဘယ်လိုပိုင်းခြားသိမြင်နိုင်မလဲကိုရဲ့ပင်မဇက်ကောင်စရိုက်နဲ့အခြားဇက်ကောင်စရိုက်အတွင်းမှာရှိနေတဲ့ဆက်ဆံရေးတွေအပေါ်မှာကိုကဘယ်လိုခံစားနေရတယ်လဲဆိုတာကိုအချိန်ပေးပြီးစဉ်းစားသုံးသပ်ကြည့်ပါဒီဇက်ကောင်စရိုက်ကြောင့်စိတ်အားတက်ပြီးစိတ်ကျေနပ်ပြေဝမှုဘယ်လောက်ထိခံစားရတယ်လဲဒီဇက်ကောင်စရိုက်ကြောင့်အားအင်ကုန်ခန်းနေလို့ဘယ်လောက်ထိခံစားနေရတယ်လဲအဲ့ဒီဇက်ကောင်စရိုက်တစ်ခုချင်းစီမှာဘယ်လိုဆက်ဆံရေးတွေကကိုယ့်ကိုအားအင်ကုန်ခန်းစေတာလဲဘလို့ဆက်ဆံရေးတွေကကိုယ့်ကိုစိတ်အားတက်စေတယ်လေဘလို့ဆက်ဆံရေးတွေကအပေးယူမျှနေတယ်လေတခြားသူတယောက်ရဲ့အဖော်ပြုမှုနဲ့အချိန်ကုန်ဆုံးနေတဲ့အခါစွမ်းအင်အပြန်အလှန်လဲလှယ်မှုကပုံစံမျိုးစုံနဲ့ဖြစ်ပေါ်နေပါတယ်ဒီအရာကိုကျွန်တော်တို့ကငါဆိုပြီးတော့မှတစုံတစ်ယောက်ပေါ့နော်စီကနေကောင်းတဲ့အငွေအသက်ကိုခံစားနေရတယ်မကောင်းတဲ့အငွေအသက်ကိုခံစားနေရတယ်ဒါမှမဟုတ်ရင်တစုံတစ်ယောက်စီကနေငါနဲ့တစုံတစ်ယောက်ကတော့ငါနဲ့တုံခါနှုံ frequency တစ်ခုထဲမှာရှိနေတယ်ရှိမနေဘူးဆိုပြီးပြောလေးရှိကြတယ်ကျူးကျော်ခြင်းခံလိုက်ရသောစီးပေါင်းများမအောင်မြင်အဆင်မပြေတဲ့ဆက်ဆံရေးတစ်ခုခုအကြောင်းကိုစဉ်းစားကြည့်ပါအဲ့ဒီဆက်ဆံရေးမှာဘယ်အပိုင်းတွေကအလုံးမဖြစ်တာလဲအဲ့ဒီဆက်ဆံရေးတွေကရေးအတွက်ကိုကစွမ်းအင်ခွန်အား energy ဘယ်လောက်ထိပေးထားသလဲကိုကဘယ်လောက်ထိစွမ်းအင် energy ပြန်ရတယ်လဲစာရေးသူရဲ့မိတ်ဆွေကစာရေးသူကိုပြောပြဘူးတဲ့အခြေအနေအချို့ကိုဖော်ပြပေးပါရစေဖြစ်ရမှန်ကိုလေ့လာခြင်း Peter and Chris Peter ကသူ့ရဲ့တငယ်ချင်းစီကဖုန်းကိုလက်ခံရရှိတဲ့အခါတိုင်းကြာချိန်ကအမြဲတမ်းတနာရီခွဲထက်လျှော့တာမျိုးလုံးဝမရှိဘူးဖုန်းပြောပြီးသွားတဲ့အခါတိုင်းသူ့တငယ်ချင်းကပီတာရဲ့နားထဲကိုပလက်ထိုးပြီးသူ့ရဲ့အားအင်တွေအကုန်လုံးကိုစုပ်ထုတ်သွားတယ်လို့မျိုးပဲသူ့ရဲ့အားအင်တွေအကုန်ခန်းသွားတယ်လို့ခံစားနေရတယ်သူ့ရဲ့တငယ်ချင်းကတော့အားအင်အပြည့်နဲ့ပြန်ထွက်သွားပြီမဲ့ပီတာကမောပန်းပြီးကြံခဲ့တယ်ဒီအခြေအနေကိုထပ်ဖြစ်မလာအောင်ဘယ်လိုရပ်တန့်ရမလဲဆိုတာကိုပီတာကမသိဘူးဖြစ်နေတယ်ခရစ်မှာစကားလေးနည်းနည်းပြောချင်လို့ခဏလေးပဲဆိုပြီးသူမရဲ့ရုံခန်းထဲကိုရောက်လာတတ်တဲ့လှုပ်ဖော်ကင်ဖတ်တူရှိတယ်တနာရီခွဲလောက်ကြာတဲ့အခါသူကသူ့ရဲ့အလုပ်စပွဲစီကိုပြုံးပြောပြီးပြန်သွားပြီမဲ့ခရစ်ကအားအင်ကုန်ခန်းပြီးကြံခဲ့တယ်
သူမမှာလှုပ်ရှားအလုပ်တွေအများကြီးကလည်းကြံရှိနေသေးတယ်။တပြိုင်နက်တည်းမှာအဲ့လိုဖြစ်တာကိုဘယ်လိုရက်တန်တားဆီးရမှမသိဘူးဖြစ်နေတယ်။သူမရဲ့လှုပ်ဖော်ကိုင်းဖက်ကသူမကိုသူတစ်ဖက်သားကိုနားထောင်ပေးတတ်တဲ့နားထောင်သူကောင်းလို့အငြင်းပြောလို့ရှိတယ်။သူရဲ့နောက်ရှက်မှုကြောင့်သူမဘယ်လိုခံစားရတယ်လဲသို့မဟုတ်သူမရဲ့ကိုယ်ပိုင်အချိန်ပေါ်မှာအကျိုးသက်ရောက်မှုဘယ်လောက်ကြီးလဲဆိုတာကိုစဉ်းစားပေးဖို့မင်းနေတယ်။အဲ့ဒီလိုအခြေအနေမျိုးကိုကိုကခံစားနားလည်နိုင်သလားဒီဇက်ကောင်ပုံစံဟာကိုကလူတော်များများကိုလူတော်များများအတွက်ကပြဖြောပြနေမိတဲ့ဇက်ကောင်ဖြစ်နေလားရှေ့ဦးစွာကျူးကျော်ခြင်းခံလိုက်ရတဲ့စီးပေါင်တွေနဲ့အဲ့ဒီဇက်ကောင်တွေကိုတရုပ်ဆောင်နေခြင်းအပြင်ကိုအတွက်ဘာတွေအကျိုးရှိတယ်လဲဆိုတာကိုတေချာစဉ်းစားကြည့်ပါကိုကတရုတ်မဆောင်ခြင်းနဲ့ဇက်ကောင်ကိုတရုတ်ဆောင်ဖို့တွန်းအားတွေပေးခံနေရတယ်ဆိုရင်ကိုဘယ်လိုစကားဝိုင်းမျိုးကိုဖန်တီးဖို့ရလိုအပ်တယ်လဲဘယ်သူနဲ့အဲ့ဒီစကားဝိုင်းကိုပြောဆိုရမှာလဲငါဘာတွေပြောမှာလဲငါဘယ်အချိန်မှာပြောမှာလဲစသဖြင့်ရိုးရှင်းတဲ့မိခွန်းလေးတွေကိုတေချာမေးကြည့်ပါမဖြစ်မနေပြောဖို့လိုအပ်တဲ့စကားတွေကိုကိုကဘယ်တော့မှမပြောနိုင်ခဲ့ဘူးလို့ခံစားကောင်းခံစားနေရပါလိမ့်မယ်။ဒီလိုပြောနိုင်ဖို့လွယ်ကူနေခဲ့မယ်ဆိုရင်ချိုးဖြတ်ခံလိုက်ရတဲ့စီးပေါင်တွေနဲ့အဆင်ပြေအောင်မြင်ခြင်းမရှိတဲ့ဆက်ဆံရေးဆိုတာရှိတော့မှမဟုတ်ပါဘူး။ဒါဆိုရင်ကျွန်တော်တို့အမှန်အတိုင်းပြောနိုင်ဖို့ရဘာတွေကတားဆီးဟန်တားနေတာလဲ။ဒီနေရာမှာအရေးကြီးတာကကျွန်တော်တို့ပြောဖို့လိုအပ်တဲ့စကားဝိုင်းကိုဘယ်လိုပြောမလဲဆိုတာနဲ့အဲ့ဒီစကားကိုပြောနေတဲ့အခါကိုကဘယ်လိုလူဖြစ်ဖို့ရာရွေးချယ်မလဲဆိုတာပါပဲဒီနေ့တော့ဒီလောက်နဲ့ပဲအပိုင်းလေးကိုရပ်နာလိုက်ပါရစေကျမရဲ့ channel လေးကိုနားထောင်ပေးကြတဲ့လူသူဦးချင်းတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ယနေ့ကနေလိုက်လဲဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်